ရောအမတောက်ကသူဒူဘိုင်းရောက်သွားအိမ်တော်ပို့ပေးနိုင်တယ်တဲ့အများကြီးလည်းရရကြတယ်ဟာရန်ကုန်ပြန်ရောက်တာနဲ့တင်တန်းလေးပါလေရှားတတ်ထားတော့မလားလို့ တို့ဖို့တေချာစဉ်းစားပြီးသွားပြီလား နေပါဦးတော့တိုက်ထားလို့လားထင်လာတယ်ရောဟာ ရောက်တော့ကြာရှိလို့ဆိုတာဘာလို့ တနေ့ကနေနေမဟုတ်လားမနေ့က တနင်္ဂနွေပဲဒါပဲကိစ္စလေးတစ်ခုလုပ်စီရရှိပါမယ် ကိုကောင်မလေးတစ်ခါပြီးလာတယ်နဲ့အချိန်နဲ့တိချာမပေးဘူးကိုမဟုတ်ရဲ့ ဘာလာမျိုးနေရလဲကိုကဘာလုပ်နေလို့ကိုက